အိုကွဲ့လူသားလူအများတို့ရေအရွယ်သုံးပါပိုင်းခြားထားတယ်လေကုသိုလ်ပညာဥစ္စာတစ်ခုခုတော့ရအောင်ရှာဖွေလူဘဝတန်ဖိုးများမြင့်မာတဲ့အမြင့်ဆုံးအနေအချိန်ရှိတော့တလန်းနိုင်ဖို့လေနိုင်စမောင်းရေတွက်ခါပေါင်းလာတော့ရမလာပြောင်းနှစ်တွေလဲညောင်းခဲ့ပြီပေါ့လေလူကဘာမြေပြုတ်ပါလေပြုတ်တရားတွေတကယ်ပြီးပိုင်းခြားမသားခဲ့ကြရှင်လာပြီပထမရွယ်မှာပညာရှာရာရာဘုသူချဝေရုအန္တရာကိုဘဝပြီးကျူးတဲ့ကိုယ်ကုန်ရောင်ကိုပိုင်ဆောင်ရမလေဓာတွေကိုတတိမထားပေါ်ပေါ်နေပေါ်ပေါ်စားချီနီဘဝနဲ့ချိန်မကုန်နဲ့အရွယ်နဲ့မြတာဝန်ကျေလူကောင်းလူတော်ဖြစ်အောင်ကြိုးစားပါလေနိုင်စမောင်းရေတွက်ခါပေါင်းရမလာပြောင်းနှစ်တွေလဲညောင်းခဲ့ပြီပေါ့လေလူကဘာမြေရှုပ်ပါလေပြုတ်တရားတွေတကယ်ပြီးပိုင်းခြားမသားခဲ့ကြရှင်လာပြီပထမရွယ်မှာပညာရှာအရာရာဘဝတုတဝေရုတန္တရာကိုဘဝပြည့်စုံတဲ့သောကိုယ်ကုန်ရောင်ကိုပိုင်ဆောင်ရမလေဓာတွေကိုတတိမထားပေါ်ပေါ်နေပေါ်ပေါ်စားချီနီဘဝနဲ့ချိန်မကုန်သေးမီရွယ်နဲ့ညတာဝန်ကျေလူကောင်းလူတော်ဖြစ်အောင်ကြိုးစားပါလေဥစ္စာရှာဖွေဒုတိယအရွယ်တဲ့လေလုံးလဝရိယထကြွမှုလည်းရှိပါစေတမအာဇီဝညမြတတာရှင်ကျဲဖို့ပဲအဓိကထားမိဘနှစ်ပါးဇနီးမယားသမီးသားတွေအတွက်ကြီးပွားဖို့ရဝတ္တရားတွေပြုလို့မနေလို့ရေလူကြီးပေးလို့အမြတွေဝေးအချိန်ကိုမပြုံးနဲ့လူပြေကျိုးလဲနဲ့ရမလေများအတွက်မဟုတ်ပဲတပါးအတွက်မဟုတ်ပဲတရားပြည့်ပြည့်ရှာဖွေခဲ့ရင်လေဝိသမယမန်ကြောင့်အထိနာလျက်နဲ့အချိန်မကုန်သေးပါပဲအသက်တွေလဲကြီးလာပြီလေအသက်ကြီးသလောက်တည်ကြီးပြီလားကိုစဉ်းစားပါအောင်လေအမားနဲ့အမှန်ဝေဖန်ထောက်ရှုမကောင်းမှုကောင်းဘယ်မှုတွေများပြုလို့လေတတရားရွယ်ထောက်အိုးကရောက်တီတီရှိတရားကိုမရှာဘူးစာတိကစဇရာမချွေဇရာကဤယာရီကိုမွေကိုနာသေးသတိမကအကျင့်မြတ်ဆိုတာပြစရာမရှိဘူးလေလက်ပံထီထီညောင်မင်းကြီးတို့အနှစ်ဝဲရှာမရဒီသူမြတန်ဖိုးမထားပြီတန်ဖိုးရှိအောင်သာနေချီနီးဖြင့်ချိန်မကုန်ကြဖို့လေ
ပွေဒုတိယအရွယ်တဲ့လေလုံးလဝရီထကြွမှုလဲရှိပါစေတမအာဇီဝမြမြတတဆင်ကြဖို့ပဲအဓိကထားဒီဘာနှစ်ပါးဇနီးမယားသမီးသားတွေအတွက်ကြီးပွားဖို့ရန်ဝတ္တရားတွေပြုလို့မနေကုသိုလ်ရေးလူကြီးပေးလို့ညရီဝင်ချိန်ကိုမပြောင်းပဲလူပြည့်ကျိုးလဲနဲ့ရမလေးညာအတွက်မဟုတ်ပဲတပါးအတွက်ဟုတ်ပဲတရားပြက်ပြက်ရှာဖွေခဲ့ရင်လေဝိသမယမအကြောင်းအထိနာလျက်နဲ့အချိန်မကုန်သေးပါပဲအသက်တွေလဲကြီးလာပြီလေအသက်ကြီးသလောက်တည်ကြည်ပြီလားကိုစဉ်းစားပါအောင်လေအမားနဲ့အမှန်ဝေဖန်ထောက်လို့ရှုမကောင်းမကောင်းဘယ်မှုတွေများပြုလို့လေကြက်တရားရွယ်ထောက်အိုကရောက်လို့တီတိရှိတရားကိုမရှာဖွေဇာတိကစသရမချွေဇရာကပြီယာရီကိုမွေအိုနာတေသရီမကအကျင့်မြတ်ဆိုတာကပြစရာမရှိဘူးလေလက်ပံတီတီညောင်မင်းကြီးတို့အနှစ်ဝဲရှာမရဒီသူမြတ်တန်ဖိုးမထားပြီတန်ဖိုးရှိအောင်သာနေချီနီးဖြင့်ချိန်မကုန်ကြဖို့ဟေး